ပြောတဲ့စကားတွေရောသူတို့တွေကလက်ခံပါရဲ့လားငါ့ကိုထိုးတော့လွတ်လိုက်လို့ငါထိုးခံရတာကိုကြောက်လို့ပြောတာမဟုတ်ဘူးနော်ဟာလေအသားနာမကိုကြောက်တဲ့ကောင်မျိုးလည်းမဟုတ်ပါဘူးဟာအသေးနာမကိုကြောက်တာအသေးနာမကိုကြောက်တာအေးနင်းလေအဲ့လိုတော့ဆက်တောက်နေမယ်ဆိုရင်အသေးနာရုံနေမို့အသေးပါကျွမ်းပြီးတေးမကဲလာမင်းသားစားမယ်စားရင်လေဟာရွတ်တော့ရှင်လေဟာငါ့ကိုရွတ်တော့ပြီပါနော်ခက်လိုက်တာငတ်အောင်ရဲ့ငါကလေနင်းစိတ်ပြေလက်ပြောက်ဖြစ်အောင်ဆိုပြီးတော့ကိုကြီးကြော်ရှင်ပါလေတပည့်ခံခိုင်းလိုက်တာငါမားတာငါ့ကိုမားတာဟောမြာနင်ဘယ်တော့မှမမောင်နင်မှန်ဒါပဲလေဟုတ်ငါနဲ့ကိုကြီးကျော်နဲ့ဟာတပည့်အစင်မို့တော့တောက်ဖို့တောက်ဖက်ဖြစ်လေပြီဟာကဲတော့ပေါ်တော့ပဲဖြစ်တော့ခဏထားအခုထမင်းသားစားမယ်ကဲထအော်မစားရမလို့ပါရထမင်းစားထားလို့ပြောလာလာထမင်းသားစားလာပြေးလို့ရဒီလိုနဲ့အမူးတွေပြေကုန်တော့လေလာသမားနေစိတ်ရကြားရတဲ့တည်င်းကတော့အားရှိစရာပဲအဖေဒီကောင်လေးညီအကိုတွေဝါးစည်းပြည်တယ်လို့ပြည်သွားပြီအဖေကဝါးအစည်းပြည်တော့ဝါးထင်းဖြစ်သွားပြီဗောငါသားရဝါးထင်းဖြစ်သွားတော့မီးရှိုးကပို့လွယ်သွားတာဗောဒီမှာငါသားအဲ့ဒါဒီကောင်လေးညီကိုအာကုသူစဝင်တာကွာအာကုသူဆိုတာဘယ်တော့မှတယောက်တည်းမလာဘူးနော်ဝမ်းနေခြင်းတို့ကြေကွဲခြင်းတို့နောင်နာရစရာတို့အဖော်လေးတွေကိုခေါ်လာတတ်တယ်ကွာကဲငါသားအဲ့ကောင်တွေဘာဆက်ဖြစ်မလဲနည်းနည်းစဉ်းစားကြည့်လိုက်စမ်းစဉ်းစားကြည့်ရမယ်ဆိုရင်ဒီကောင်တွေကအမွေကိစ္စနဲ့စပြီးပြဿနာဖြစ်တာဆိုတော့ဖေဒီကောင်တွေအချင်းချင်းထတတ်တဲ့အထီတောင်ဖြစ်သွားနိုင်တယ်နော်ဖေဘာဖြစ်လို့လဲဆိုတော့လောကကြီးမှာလူအချင်းချင်းချစ်စေတာလဲပစ္စည်းဥစ္စာပဲအဲ့ဒီအချင်းချင်းကိုတယောက်နဲ့တယောက်ထတတ်တဲ့အထီဖြစ်စေတာကလေအဲ့ဒီပစ္စည်းဥစ္စာပဲတိတ်ကြောက်ဖို့ကောင်းတယ်ဒီကောင်တွေယူလာတဲ့တဲ့မှန်ဖို့ပဲလို့လားဟဲ့အောင်နေမင်းတို့ယူလာတဲ့တဲ့ကမှန်တယ်နော်တေးကြတယ်နော်ဩကျွန်တော်ကဘယ်တော့မှမဟုတ်တာပြောဘူးလို့လဲဆရာရဲ့ဒါမဲ့လေဒီတဲ့ကိုယူလာတာဒီကောင်ဆရာမယုံဆိုရင်ဒီကောင်ကမေးတော့ဟဲ့အောင်မင်းပြောတဲ့စကားမင်းကပဲဟုတ်တာတွေပြောပြီးငါမဟုတ်တာပြောနေကြတာဟဲ့အောင်စကားကိုဆင်းချင်းပြောတော့ဟဲ့အောင်ဟာတော့ကြမ်းကွာမင်းတို့ကြည်လိုက်ကြိုက်မယ်ဆိုတာကြည့်ပဲဟဲ့မင်းယူလာတဲ့တဲ့ကမှန်တယ်နော်တေးကြတယ်နော်ဩတိတ်သေးကြတာပေါ့ဆရာရဲ့ဒီမှာကျွန်တော်မျက်လုံးနဲ့တေချာကိုမြင်ခဲ့ရတာဟောဒီနာနဲ့ဆက်ဆက်ချခဲ့တာဒီတက်သေးကြတော့ဒီတက်မသေးကြနိုင်တော့ဘူးဆရာကဲအဖေတေးကြတယ်တဲ့အဲ့ဒီတဲ့ကတော့မှန်တယ်တဲ့ဒီကောင်နေညီကိုအချင်းချင်းစီးလုံးနေတော့ကပြဿနာဖြစ်တိုင်းကျွန်တော်ကြည့်ပဲခံရတာအခုလိုဒီကောင်နေစီးလုံးမှုပြက်ပြားပြီးတယောက်နဲ့တယောက်အစင်မပြေဖြစ်နေတဲ့အချိန်မှာဒါဒီကောင်နေညီအကိုပြန်ပြီးအနိုင်ယူခြင်းနဲ့အဖေဟာလွယ်တော့မလွယ်ဘူးနော်ဆရာဒီကောင်နေညီကိုဟာတယောက်ချင်းစီကအစိတ်ပြင်းကြတာဆရာရဲ့ဟဲ့မင်းပါစက်ကိုပိတ်ထားတယ်မင်းကဘာကောင်မလို့ဒီကောင်နေညီအကိုအမုန်းတင်နေရလဲဟမ်ဟဲ့ဟုတ်ကဲ့ဦးလေးနောက်မပြောတော့ပါဘူးနော်ဦးလေးသိမယ်နော်ဖေဒီကောင်နေညီအကိုအခုလိုဖြစ်နေတဲ့အချိန်မှာကျွန်တော်အမြန်ဆုံးပြန်ပြီးအနိုင်ယူခြင်းနဲ့အဖေဟာနိုင်ရမှာပေါ့သားငါသားလေးအနိုင်ရစေရမှာပေါ့ငါသားနိုင်အောင်နိုင်စေရမယ်ကွာဒါပေမဲ့မင်းဒီအချိန်ထိအောင်တော့စောင့်ပြီးသွားပြီပဲဒီချက်နည်းနည်းလေးစိတ်ရှည်ပြီးစောင့်လိုက်စမ်းစောင့်ရမှာပေါ့ဖေစောင့်ရမှာတာဘဝရဲ့အဖြစ်ချင်ဆုံးဆန္ဒကလည်းဒီကောင်လေးညီအကိုပြန်ပြီးအနိုင်ယူဖို့ပဲဆိုတော့ဒီညီအကိုတွေကိုပြန်အနိုင်ယူဖို့အတွက်ဆိုရင်တော့စောင့်ရမှာပေါ့ဖေဒါစောင့်ရမှာပေါ့ဟာကိုဓာတာကြီးကလည်းတလာကြီးလားဟာခွာအားနေဒီဓာကြီးပဲတနေတာပဲတမှာပေါ့ဗျာတိုက်ပွဲတစ်ခုမှာကိုအသုံးပြုလိုက်တဲ့လက်နက်တစ်ခုဟာကိုရဲ့တက်ဆိုလဲဟုတ်တယ်ကိုရဲ့ရဲဘော်ရဲဘက်ဆိုလဲဟုတ်တယ်ကိုရဲ့မိတ်ဆွေပေါင်းသင်းဆိုလဲဟုတ်တယ်ဗျခယူးမဆိုင်လို့မရဘူးဟဲ့အဲ့ဒါတွေကရောမခက်မှကြံခဲ့ပါပြီကွာ
အခုခေတ်မှာရောတိုက်ပွဲတိုက်တဲ့နေရာမှာအင်အားသုံးကြမလို့အုံနောက်နဲ့တိုက်ရတဲ့ခေးกว่าနားလဲလား လေးဒီယိုတော့လိုင်းစုံဖမ်းတတ်တဲ့လူကအုံနောက်ကိုအသုံးပြုရမယ်ဆိုတော့နည်းနည်းတော့စိတ်ဝင်စားသွားပြီလှုပ်ဆမ်းပါဦး ဟဲ့အောင်ကြောဦးမင်းကပါလေငါ့ကိုထင်သေးတာလားရည်နေတာလားလှောင်နေတာလား ဟုတ်ပါဘူးဗျာတကယ်မသိလို့မေးတာပါကျုပ်ညီကိုကျုပ်ဂရီပေးထားတဲ့အတိုင်းညိုကြီးဆိုတဲ့ကောင်ကိုတတ်ပေးပါမယ်ဆိုတဲ့ဂရီပေးထားတော့ကျုပ်ကိုယ်တိုင်ကျုပ်လက်နဲ့တတ်ချင်တာကိုစာနာဆောနေလို့ပါ အေးမင်းတကယ်မသိဘူးဆိုရင်ငါပြောပြမယ်ကွာညိုကြီးကိုတတ်မဲ့ကိစ္စမှာသူ့ရဲ့ငယ်မွေးခြံပုတ်ဖြစ်တဲ့မိသားကိုအသုံးချရမယ်မိသားကိုလူတစ်ယောက်သေးစေနိုင်တဲ့အစိတ်ကိုရှာပေးလိုက်အဲ့ဒါမင်းကငါပြောတယ်အုံနောက်နဲ့တတ်တယ်အဲ့ဒါမျိုးကွာငါတို့ကြံအောင်မြင်သွားရင်ညိုကြီးလည်းသိမယ်တကယ်လို့ပြဿနာပေါ်လာရင်လည်းမိသားသူ့ဟာသူအဖမ်းခံလိမ့်မှာပေါ့ကွာမင်းနဲ့ငါနဲ့ဒီမှာရှိတာကိုဦးကောင်းမှုတော့ပဲသိတယ်ကျန်တော့ဘူးမှမသိဘူးငါတို့ကဒါလည်းရှိုးပြီးလစ်သွားရုံပဲ ခမရပြောသလိုကိစ္စရှော့ရှော့ရှူဖြစ်သွားကောင်းတာပေါ့ဗျာအမိသားဆိုတဲ့ကောင်မကိုယုံစားပြီးလွတ်ထားလို့မရဘူးသူ့လူကိုယ့်ဘက်သားလုပ်ပြီးကျုပ်တို့စီစဉ်ပြတ်သွားရင်အကုန်လုံးထောင်နှန်းဆန်နေရမယ်မိမဆိုတဲ့စိတ်ကအမြဲတမ်းပြောင်းလဲနေတာဗျာ မင်းပြောတာဟုတ်တာပဲညိုကြီးကိုတတ်ဖို့ကိစ္စမှာငါတို့နောက်တစ်ခုထပ်ပြီးတော့စီစဉ်ဖို့တော့လိုတယ်ကွာ ခမရဘက်ကစီစဉ်ထားတယ်ကျုပ်ဘက်ကတော့စင်တယ်ဒီမှာကြည့်လား